ခေါင်းဆောင်ကောင်းဆိုတာကကြဲကြဲလောင်လောင်နဲ့အမိန်ပေးတတ်တာကိုဆိုလိုတာမဟုတ်ဘူးသူရှိနေရင်ကိုအခြားသူတွေကအလိုလိုလေးစားမိတာအားကြမိတာလိုက်နာခြင်းစိတ်ဖြစ်တာနောက်ပြီးတော့သူကလွှမ်းမိုးနိုင်တာဆိုတော့အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောသွားခြင်းတဲ့အကြောင်းအရာကမတိစိတ်နဲ့ခေါင်းဆောင်မှုဆိုင်ရာအချက်လက်အချို့ကိုကျွန်တော်ဘယ်လိုဆက်နွယ်နေတာဆိုတာကိုကျွန်တော်ပြောသွားခြင်းတာဖြစ်ပါတယ်ဆိုတော့လူတစ်ယောက်ရဲ့ဩဇာတိတ်ကမဆိုတာကမတိစိတ်ကနေထွက်ပေါ်လာတဲ့ energy စွမ်းအင်တစ်မျိုးဖြစ်တယ်ဆိုလိုတာကခမည်းကကိုခေါင်းဆောင်တစ်ယောက်ဖြစ်မတိစိတ်ထဲမှာခိုင်ခိုင်မာမာယုံကြည်ထားရင်ခမည်းရဲ့မျက်လုံးခမည်းရဲ့အသံခမည်းရဲ့အမူအရာတွေကယုံကြည်စိတ်ချရမှုဆိုတဲ့ signal အချက်ပြမှုတွေတစ်ဖက်လူစီကိုတစ်ဖက်လူရဲ့မတိစိတ်စီကိုအလိုလျောက်ပို့လွှတ်နေလိမ့်မယ်ဗျာနောက်ပြီးတော့စိတ်ပညာအရာခေါင်းဆောင်တစ်ယောက်ရဲ့စိတ်ခံစားချက်တွေကအဖွဲ့ဝင်နေစီကိုကူးဆက်တတ်တယ်ဆိုတော့ခေါင်းဆောင်ကမတိစိတ်ထဲမှာကြောက်ရွံ့နေရင်အဖွဲ့သားတွေကလည်းနောက်လိုက်တွေကလည်းအလိုလိုစိုးရိမ်နေတတ်တယ်ဆိုတော့အလားတူပဲခေါင်းဆောင်ကတည်ငြိမ်နေရင်အဖွဲ့သားတွေရဲ့မတိစိတ်မှာလည်းအားကိုအားထားပြီးတည်ငြိမ်နေကြတယ်လူတွေကစကလုံးတွေကို900ခိုင်နှုန်းပဲယုံကြည်ကြတယ်ဒါပေမဲ့အတန်အနေထားနဲ့ကိုယ်အမူအရာကိုတော့93ရာခိုင်နှုန်းအထိယုံကြည်ကြတယ်ဆိုတော့မတိစိတ်ကထိန်းချုပ်ထားတဲ့ဒီ93ရာခိုင်နှုန်းအချက်လက်တွေကခမည်းကိုခေါင်းဆောင်လားနောက်လိုက်လားဆိုတာကိုတစ်ဖက်လူကချက်ချင်းဆုံးဖြတ်တတ်ကြတယ်ဗျာဆိုတော့ခေါင်းဆောင်မှုစွမ်းရည်နဲ့ပတ်သက်ပြီးမြင့်တင်ပေးမဲ့မတိစိတ်ကိုဘယ်လိုအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးနည်းနည်းလောက်ကျွန်တော်ပြောသွားခြင်းတယ်ဆိုတော့တစ်ဖက်လူကိုအမိန်ပေးမဲ့အစားသူတို့ရဲ့မတိစိတ်ကလက်ခံခြင်းလာအောင်မေးခွန်းနေတုံးတတ်ရမယ်ဒါကိုလှုပ်လိုက်လို့ပြောမဲ့အစားဗျာဒီကိစ္စကိုငါတို့ဒီထက်ပိုကောင်းအောင်ဘယ်လိုလုပ်ရင်ရမလဲလို့မျှဝေပြီးမေးတာကပို့ပြီးအဆင်ပြေတယ်တစ်ဖက်လူရဲ့မတိစိတ်ကိုငါလည်းအရေးပါတယ်လို့ခံစားသွားစေပြီးတော့အတူတူပူးပေါင်းဆောင်ရွက်လာစေတယ်ဗျာနောက်ထပ်တစ်ချက်ကဘာလဲဆိုတော့အတိမတ်ပြူတာခမည်းရဲ့အဖွဲသားတွေကိုတွေ့တဲ့အခါမှာစိတ်ထဲကနေမင်းကအရေးချင်းရှိတဲ့လူပဲလို့ယုံကြည်ရမယ်ပြောရမယ်မင်းကိုငါယုံကြည်တယ်ဆိုတဲ့စကားလုံးတွေခဏခဏဆူတောင်းပေးတာမျိုးပြောတာမျိုးလုပ်ပေးရမယ်စိတ်ကနေတဆင့်ဆက်နွယ်ပြီးတော့ကျွန်တော်တို့ကအတိမတ်ပြူတဲ့တဘောဗျာဒီလိုစိတ်ချင်းဆက်နွယ်မှုကတဆင့်တစ်ဖက်လူကကိုယ်အနားမှာနေပို့ပြီးတော့တော်လာတယ်လို့ခံစားရပြီးတော့ခမည်းကိုအလိုလိုလေးစားလာလိမ့်မယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တည်ငြိမ်မှုပဲပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာလူတိုင်းကစိုးရိမ်နေတဲ့အချိန်မှာခမည်းကအသက်ကိုမှန်မှန်ရှုပြီးတော့တည်ငြိမ်နဲ့ရှိနေရမယ်ခမည်းရဲ့တည်ငြိမ်မှုကအခြားလူတွေရဲ့မတိစိတ်ကိုဒီလူကအခြေအနေကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့အချက်ပြမှုပေးလိုက်လို့ဖြစ်ပြီးတော့ခမည်းကိုခေါင်းဆောင်အဖြစ်အလိုလိုသတ်မှတ်သွားလိမ့်မယ်ခမည်းကိုအထင်ကြီးသွားလိမ့်မယ်ဗျာယုံကြည်ကိုးစားသွားလိမ့်မယ်ဆိုတော့ဒီချက်ကအရန်ကိုအရေးကြီးပါတယ်ဆိုတော့ခေါင်းဆောင်မှုဆိုတာကအခြားလူတွေကိုထိန်းချုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မတိစိတ်ကိုအရင်ဆုံးထိန်းချုပ်တာဖြစ်တယ်ဒါအရန်ရေးကြီးရနော်ကိုယ့်အတွင်းစိတ်မှာတည်ငြိမ်မှုနဲ့ယုံကြည်မှုရှိနေရင်အပြင်လောကကလူတွေကခမည်းစီကိုတန်လိုက်လို့ဆွဲဆောင်ခံရပြီးခမည်းနောက်ကိုလိုက်ပါလာလိမ့်မယ်ဆိုတော့ဒီကနေ့ကျွန်တော်ပြောသွားတဲ့အကြောင်းအရာကတော့ခေါင်းဆောင်မှုနဲ့မတိစိတ်နဲ့ဘယ်လိုဆက်နွယ်နေတဲ့အကြောင်းဘယ်လိုအသုံးချလို့ရတဲ့ဆိုတဲ့အကြောင်းကိုပြောသွားတာဖြစ်ပါတယ်ခုကျွန်တော်ပြောသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအတွေ့အကြုံတစ်ခုရမယ်ဆိုရင် comment မှာမှတ်ချက်ပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်